အားလုံးပဲမင်္ဂလာပါဗျာလူခန္ဓာကိုယ်ဟာအသက်ဇီဝရဲ့ခိုင်ခန့်တဲ့ခန္ဓာကြီးတစ်ခုနဲ့တူပါတယ်ဒီခန္ဓာကြီးကိုတာမန်မျက်စိနဲ့မမြင်နိုင်တဲ့ဗိုင်းရပ်စ်တွေဘက်တီးရီးယားတွေနဲ့ပြင်ပရန်သူတွေကအမြဲမပြတ်ကျူးကျော်ဝင်ရောက်ဖို့ကြိုးစားနေကြပါတယ်ဒါပေမဲ့ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ထဲမှာတော့အဆင့်မြင့်မားစွာဖွဲ့စည်းထားတဲ့ကိုယ်ခံအားစနစ် immune system ဆိုတဲ့အကွယ်ပေးမဲ့စစ်တီတော်ကြီးတွေကအသင့်စောင့်ကြိုနေပါတယ်ပထမအဆင့်ခုခံစစ်ကျူးကျော်သူတွေဝင်ရောက်လာတာနဲ့ပထမဆုံးခုခံစစ်ကချက်ချင်းစတင်ပါတယ်မက်ခရိုဖေ့နဲ့နျူထရိုဖေ့လို့ခေါ်တဲ့ဆဲတွေဟာရန်သူတွေရှိရာကိုအုပ်စုလိုက်သွားရောက်ပြီးရှင်သန်ရေးအတွက်တိုက်ပွဲဝင်ကြပါတယ်နျူထရိုဖေ့ဆဲတွေကဓာတုဗေဒအချက်ပေးချက်တွေကိုထုတ်လွှတ်ပြီးစစ်ကူတွေခေါ်ယူပါတယ်။သွေးကြောတွေကျဲလာပြီးခုခံအားဆဲတွေတိုက်ပွဲဖြစ်ပွားရာနေရာကိုပုံမရောက်ရှိလာစေပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မှာလီမြန်းတာနဲ့ရောင်ရမ်းတာတွေဖြစ်ပေါ်လာတာပါ။ဖျားနာခြင်းခန္ဓာကိုယ်အပူချိန်ကိုမြင့်တင်လိုက်ခြင်းဖြင့်ယောဂပိုးမွှားတွေမရှင်သန်နိုင်အောင်တားဆီးပေးပါတယ်။ဒုတိယအဆင့်ခုခံစစ်အချို့သောရန်သူတွေကအင်အားကြီးလွန်းတဲ့အခါခန္ဓာကိုယ်ကပုံမအားကောင်းတဲ့အထူးတပ်ဖွဲ့တွေကိုခေါ်ယူရပါတယ်။ဒါဟာရန်သူကိုအမြင့်ပြတ်ချေမှုန်းဖို့တည်တံ့လေ့ကျင့်ထားတဲ့လက်နက်ဖြစ်ပါတယ်။ဒီဆဲယောဂပိုးတွေကိုရှာဖွေဖော်ထုတ်ပြီးသူတို့အစမတန်ပွားများကစစ်တပ်ကြီးတစ်ခုအသွင်တိုက်ခိုက်ပါတယ်။ဘီဆဲရန်သူရဲ့အမှတ်အသားကိုမှတ်သားပြီးယောဂပိုးတွေကိုအစွမ်းမဲ့သွားအောင်လုပ်မဲ့ antibody ပရိပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ်။အမြင့်ပြတ်ချေမှုန်းရေးနဲ့ cytotoxic T ဆဲတွေဟာယောဂပိုးဝင်နေတဲ့ဆဲတွေကိုလိုက်လံရှာဖွေဖျက်ဆီးပြီးရန်သူလက်ကျန်လုံးဝမရှိအောင်ရှင်းလင်းပါတယ်။တစ်ဖက်ကလည်း antibody တွေကရန်သူတွေကိုဖမ်းချုပ်ပြီးလှုပ်ရှားလို့မရအောင်ပြုလုပ်လိုက်ပါတယ်။တိုက်ပွဲပြီးဆုံးသွားတဲ့အခါမှာလည်းကိုယ်ခံအားစနစ်ကရန်သူကိုမေ့မသွားပါဘူး။ memory base ဆဲနဲ့ဒီဆဲတွေဟာရန်သူအကြောင်းကိုမှတ်သားထားပြီးနောက်တစ်ချိန်ဒီရန်သူပြန်လာခဲ့ရင်ပုံမမြန်ဆန်ပြင်းထန်တဲ့တုတ်ပြန်မှုနဲ့နှိမ်နင်းနိုင်ဖို့အမြဲတမ်းစောင့်ကြည့်နေကြပါတယ်